မင်္ဂလာပါရှင်တန်တိုင်းချမ်းမြေမှာကြိုဆိုပါရရှင်အခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့တဲ့မမဖရင်ထဲမှာရှိတဲ့40-60ပေလေးကိုခရမ်းတန်းတစ်ကလေးနဲ့ရရှိမဲ့ရောင်းကွက်လေးတစ်ကွက်နဲ့မိတ်ဆက်ပေးမှာဖြစ်ပါရရှင်ဒီကွက်လေးကတော့နေနဲ့မပြတ်လူစီကားတဲ့49မိန်းလမ်းမကြီးနဲ့အနည်းဆုံးမှရှိပါတယ်ဒီကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ကိုပေ60ရှိပါတယ်အလှည့်လေးကတော့မြောက်ဖက်လှည့်လေးဖြစ်ပါတယ်ရှင်။မိတ်ဆက်မှုစာတန်းလေးကတော့ခရမ်းတက်တန်းတစ်ကလေးနဲ့ရရှိမှာဖြစ်ပါတယ်။ဒီနေ့မပြတ်လူစီကားတဲ့49မိန်းလမ်းမကြီးနဲ့အနည်းဆုံးမှရှိပြီးတော့115မိန်းလမ်းမကြီးနဲ့အနည်းဆုံးမှရှိပါတယ်။လမ်းသားကျယ်လေးပေါ်မှာတည်ရှိပါတယ်။တင်းနေတစ်ထပ်လေးလည်းပါပါတယ်ရှင်။